လုံးမှာအရန်စူးစမ်းတဲ့သူနဲ့အလုံးမှာပေါ့နော်နေသားတလို့နေပြီးတော့မလုံးမပြုတ်မရှုပ်ဖြစ်နေတဲ့သူတွေကလာစားလဲတူတယ်bonus လည်းအတူတူပဲရနိုင်မယ်ဆိုလို့ရှင်ဘာဖြစ်လာမလဲပေါ့နော်အဲ့တော့လူတော်တွေကြတော့ငါဘလောက်စူးစမ်းဘာမှလည်းထူးမလာဘူးဆိုတဲ့စိတ်နဲ့စိတ်သက်ကြပြီးတော့တခြား company ကိုပြောင်းသွားကြတာမျိုးတွေကျမတို့တွေကြုံမှုကြပါလိမ့်မယ်အဲ့တော့တခါကဆိုရင် retail industry ကလုပ်ငန်းရှင်တယောက်ကကျမကိုရင်ဖွင့်လာတာလေးတွေရှိပါတယ်မထူးရေးတဲ့ကျွန်တော်စီကလူတော်တွေတော်တော်များများကထွက်ကုန်ကြတယ်ကြံခဲ့တဲ့သူတွေကလည်းပေါ့နော်ခိုင်းတလောက်ပဲပြောမှပဲလုတ်တက်ကြတော့တယ်တဲ့ဆိုပြီးတော့ကျမစီကို message ပို့လာပါတယ်ဒါကကျမတို့က performance ကိုတိကျတိုင်းတာမဲ့စနစ်မရှိဘဲနဲ့အကုန်လုံးဒန်းတူပဲဆိုတဲ့ user ချက်နဲ့စီမံခန့်ခွဲလို့ပဲဖြစ်ပါတယ်အဲ့တော့ကျမတို့ကလူတော်တွေကိုထိန်းထားဖို့ဆိုတာကမျှတတဲ့စွမ်းဆောင်ရည်အကဲဖြတ်မှုစနစ်ပေါ့နော် performance management system ရှိမှလည်းအဆင်ပြေနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကလူတော်တွေကိုထိန်းသိမ်းဖို့ဆိုတာကဒါကများပေးနေုံနဲ့မလုံလောက်ပါဘူးသူတို့ရဲ့စူးစမ်းမှုကိုကျမတို့ကအတိအမှတ်ပြုတာပြီးတဲ့အခါမှာတရားမျှတနဲ့တိုင်းတာတာကပို့ပြီးတော့အရေးကြီးပါတယ်။ဒါကိုဖြည့်ရှင်းဖို့အတွက်ကိုကျမတို့ company တွေမှာ performance management system ကောင်းတစ်ခုလိုအပ်ပါတယ်။အဲ့တော့ကနဦးဆုံးအနေနဲ့ဆိုကျမတို့က KPI လို့ခေါ်တဲ့ key performance indicator တွေပေါ့နော်။အဲ့တော့ဝန်ထမ်းတဦးချင်းစီရဲ့အောင်မြင်မှုကိုကျမတို့ကကိန်းဂဏန်းနဲ့တိုင်းတာဖို့လိုအပ်ပါတယ်။ဥပမာအယောင်ဝန်ထမ်းဆိုရင်ရောင်းအားနေမဟုတ်ပဲနဲ့ customer အသစ်ဘယ်နှယောက်ရလဲဆိုတာမျိုးပါကျမတို့တိုင်းတာဖို့လိုအပ်တာပေါ့နော်။ပြီး performance appraisal ဆိုလို့ရှိရင်လည်းကျမတို့က6လတစ်ကြိမ်ဒါမှမဟုတ်လို့ရှင်တစ်နှစ်တစ်ကြိမ်မှာအလုပ်ရှင်နဲ့အလုပ်သမားပွင့်လင်းနေကျမတို့ကဆွေးနွေးဖို့အရေးကြီးပါတယ်။သူဘာတွေအားသာနေလဲဘာတွေတိုးတက်ဖို့လိုလဲဆိုတာကို data နဲ့အချက်အလက်နဲ့ပြောပြဖို့လိုအပ်ပါတယ်။ဒီလိုတိုင်းတာမှုရှိမှလည်းလုပ်တဲ့သူကရမယ်ဆိုတဲ့ culture တစ်ခုဖြစ်လာပြီးတော့လူတော်တွေကပို့ပြီးတော့တက်ကြလာမှာပဲဖြစ်ပါတယ်။အဲ့တော့ဝန်ထမ်းဘက်ကလည်းကျမတို့ကကိုယ့်ရဲ့စူးစမ်းမှုကိုအတိအမှတ်ပြုခံရဖို့အတွက်ကဝန်ထမ်းတွေအနေနဲ့လည်းပြင်ဆင်ထားရမှာလေးတွေရှိပါတယ်။အဲ့တော့ပထမဦးဆုံးကresult ပေါ့နော်ကိုလုပ်ခဲ့တဲ့အောင်မြင်မှုတွေကိုကိုယ်တိုင်မှတ်တမ်းတင်ထားဖို့လိုအပ်ပါတယ် appraisal လုပ်တဲ့အခါမှာကျွန်တော်ကတော့စူးစမ်းပြီးဆရာခိုင်းတာကိုလုပ်လိုက်တာပဲဆိုတာမျိုးထက်ပေါ့နော်ကျွန်တော်ဒီလမှာဒါမှမဟုတ်လည်းဘယ်လာမှာပေါ့နော် target ရဲ့130ရာခိုင်နှုန်းအထိကိုကျွန်တော်ရအောင်လုပ်ပေးနိုင်ခဲ့ပါတယ်ဆိုပြီးတော့ data နဲ့အချက်အလက်နဲ့သက်သေပြဖို့အရေးကြီးပါတယ်ပြီးတော့အကဲဖြတ်တဲ့အချိန်ထိမဆောင်ပဲနဲ့ကျွန်တော်အလုပ်မှာဘာတွေထပ်တိုးအောင်ကျွန်တော်လုပ်ဖို့လိုမလဲဆိုတာကိုကိုယ့်ရဲ့ supervisor ကိုပုံမှန်မေးမြန်းဆွေးနွေးနေဖို့လည်းအရေးကြီးပါတယ်ပြီးတော့ကိုယ့်အလုပ်ကကုမ္ပဏီရဲ့ရည်မှန်းချက်တွေနဲ့ဘယ်လိုချိတ်ဆက်နေလဲဆိုတာကိုဝန်ထမ်းတိုင်းကနားလည်အောင်လုပ်ဖို့အရေးကြီးပါတယ်အဲ့လိုမျိုးကုမ္ပဏီရဲ့ရည်မှန်းချက်နဲ့ကိုယ့်ရဲ့နေတိုင်းလုပ်နေတာတွေကအချိတ်ဆက်ရှိမှလည်းကိုယ့်ရဲ့အားထုတ်မှုရလက်ကပို့ပြီးတော့ရုံလုံးပေါ်လာပါလိမ့်မယ်အဲ့ဒါမှလည်းကိုယ့်ရဲ့အာရုံစူးစိုက်မှုကလည်းပို့ပြီးကောင်းလာနိုင်တာပေါ့နော်အဲ့တော့စနစ်မရှိတဲ့လုပ်ငန်းခွင်မှာမျက်နှာလိုက်မှုတွေအများကြီးရှိပါတယ်အဲ့တော့ကျမတို့ရဲ့ HR Blueprint Program ရဲ့အခန်းကဏ္ဍ9ခုမြောက်မှာပေါ့နော် company ရဲ့ business ကိုနဲ့ကိုင်းညီတဲ့ KPI တွေကိုဘယ်လိုသတ်မှတ်မလဲပုံကိုရေးအာကာသတွေကင်းတဲ့ appraisal system တစ်ခုကိုကျမတို့ဘယ်လိုတည်ဆောက်မလဲပြီးတဲ့အခါမှာ performance alike စုပေးတံပေးစနစ်နဲ့ reward system တွေကိုပေါ့နော်ကျမတို့ဘယ်လိုချိတ်ဆက်မလဲဆိုတာတွေကိုအသေးစိတ်လမ်းညွှန်ပေးထားပါတယ်အဲ့တော့လူတော်တွေကကိုယ့်ရဲ့ကုမ္ပဏီရဲ့အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်အဲ့တော့သူတို့ကျမတို့ကထိမ့်သိမ်းဖို့နဲ့စံနှုန်းတစ်ခုကိုပေါ့နော်အမြန်ဆုံးသတ်မှတ်ဖို့လိုအပ်ပါတယ်ကျမတို့ရဲ့ HR Blueprint Program နဲ့ပတ်သက်ပြီးတော့အသေးစိတ်စုံစမ်းခြင်းရင်တော့ကျမတို့ကို Messenger ဒါမှမဟုတ် CV မှာလာပြီးတော့ Blueprint လို့ရေးပြီးတော့မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်